ဒီတစ်ခေါက်ကတော့ဝက်ကလီစာခလာသားချက်ချင်းလေးချက်ပြမှာဖြစ်ပါတယ်ပေါ့နော်အရင်ဆုံးဇပလင်ကိုစီတက်လိုက်မယ်ပေါ့နော်ပြင်းတော့တင်ရရှိရင်တော့ပိုကောင်းပါတယ်ပေါ့နော်ဇပလင်စီတက်ပြီးသွားလို့ရှိရင်ချက်တုံအဖြူနီထောင်းထားတာထည့်လိုက်မယ်နော်ဂျင်းရှိရင်ဂျင်းထောင်းထားတာထည့်ပိုကောင်းတယ်ပေါ့နော်ပြီးရင်ငရုတ်သီးမုံအယောင်တင်မုံလေးထည့်လိုက်မယ်ပြီးသွားရင်လည်းအဲ့ဒါကိုပွေးလာတဲ့အထိစီတက်လိုက်တော့ပေါ့နော်ပြီးသွားရင်တော့လဲဖတ်ထားတဲ့ဝက်ကလီစာလေးကိုထည့်လိုက်နော်စားစနစ်နဲ့လဲထားတဲ့ဝက်ကလီစာလေးကိုထည့်လိုက်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အဲ့ဒါလေးစစ်သွားတဲ့အထိလုံးပေးရအောင်နော်ချက်ချင်းကြီးမထည့်လို့နော်စစ်သွားပြီဆိုတဲ့အခါကျတော့မှဒီခြေကိုဖြည်းဖြည်းချင်းထည့်ပြီးနော်ခြေကိုဖြည်းဖြည်းချင်းထည့်ပြီးမယ်။နောက်သိရွက်ကလေးတွေကလေရေခဲတက်တာတွေမှာခြောက်ပြီးတော့ကြံနေတာလေးတွေ့လို့ထည့်လိုက်တော့နော်။ပြီးတော့စူအောင်တယ်တော့မယ်ဆိုလို့ရှိရင်တော့မဆလာလေးတူပေါ်နေနည်းနည်းအုပ်ပေးလိုက်မယ်။ပြီးတော့လို့ရှိရင်တော့တောက်ချောက်စူပြီးတော့လူတဲ့အထိထည့်လိုက်မယ်နော်။အခုဆိုလို့ရှိရင်တော့စားကျင်စရာဝက်ကလီတာကလာသားချက်စီကြံလေးပေါ့နော်ရပါပြီပေါ့နော်ဒီတစ်ခေါက်တော့ဝက်ကလီတာကလာသားချက်ဟင်းလေးနော်အဲ့လေးနဲ့စားပါစားပြမယ်နော်စားတဲ့ဗီဒီယိုတော့ခါမှမရဘူးတော့ပထမဦးဆုံးပေါ့နော်ဒီမိနစ်နဲ့ပုံပြီးတော့လက်နဲ့ပဲစားလိုက်တော့လက်နဲ့တော့တိတ်စားနေမကြဘူးပေါ့နော်ငါတော့ဘာပြီးမှမသိတော့အခွန်ဆန်ထားပြီးမိုးရီပါခံခံများတော့ဝက်ကလီတာဝက်သားလိုတော့မှပါတဲ့ဟာတွေအကုန်ထည့်ထားတာပေါ့နော်ဒါဆိုဒါဝက်ကြောက်ကဒါဆိုဥဘွားလားဆိုမှဆိုဥပိတ်ပေါ့နော်ဒီမှာအဆုပ်ပါသေးအသေးအသိမ့်ကြိုက်လို့မဝယ်လာဒါဆိုဒါအဆုပ်ပေါ့နော်ကုန်သွားပြီပေါ့နော်